2026ကမ္ဘာဖလားမှာစောင့်ကြည့်တဲ့ကစားသမား10ယောက်မင်္ဂလာပါဘောလုံးပရိသတ်များခင်ဗျာ2026ကမ္ဘာဖလားပြိုင်ပွဲဟာအမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေမှာကျင်းပသွားမှာဖြစ်ပြီးကမ္ဘာတဝန်းကဘောလုံးပရိသတ်တွေစိတ်လှုပ်ရှားစွာဆောင်မျှော်လင့်နေကြပါတယ်ဒီဗီဒီယိုမှာတော့2026ကမ္ဘာဖလားမှာအထူးဆောင်ကြည့်တဲ့ကစားသမား10ယောက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်10 Harry Kaneအင်္ဂလိပ်အသင်းကောင်းဆောင် Harry Kane ဟာကမ္ဘာအဆင့်တိုက်စစ်မှုတယောက်ဖြစ်ပါတယ်။ဘိုးသွင်းနိုင်စွမ်းအခွင့်အရေးဖန်တီးနိုင်စွမ်းနဲ့ခေါင်းတိုက်ကစားနိုင်စွမ်းတွေကြောင့်ပြန်ပဲအသင်းအတွက်အမြဲတမ်းတည်ထားရတဲ့ကစားသမားတစ်ဦးပါ။နံပါတ်9 Mohamed Salah အီဂျစ်နိုင်ငံရဲ့အကြီးမားဆုံးဘောလုံးကျဲပွင့်ဖြစ်တဲ့ Salah ဟာမြန်လုံနဲ့ဘိုးသွင်းနိုင်စွမ်းကြောင့်နာမည်ကြီးပါတယ်။ဘောလုံးရတဲ့အချိန်တိုင်းအန္တရာယ်ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။နံပါတ်10 Ousmane Dembeleဒမ်ဘီလီဟာဘီချီယာချင်းနှစ်ဖက်လုံးကိုကောင်းကောင်းသုံးပြနိုင်တဲ့ရှာပါကစားသမားတစ်ယောက်ကသူရဲ့မျက်နှာနဲ့ skills တွေကပရိသတ်တွေကိုအမြဲပျော်ရွှင်စေပါတယ်။နံပါတ်9ခရစ္စတီယာနိုရိုနယ်ဒိုတဲ့အရွယ်ကြီးလာပြီဆိုပေမဲ့ရိုနယ်ဒိုဟာဘောလုံးလောကရဲ့တန်တာရီတအုပ်အဖြစ်ပြည့်တည်နေစေဖြစ်ပါတယ်။ကမ္ဘာဖလားဟာသူရဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်နိုင်တာကြောင့်ပရိသတ်တွေအထူးဆုံးကြည်ကြမှာပါ။နံပါတ်6လီယိုနယ်မက်ဆီ2022ကမ္ဘာဖလားချန်ပီယံမက်ဆီဟာကမ္ဘာဘောလုံးသမိုင်းမှာအကောင်းဆုံးကစားသမားတွေထက်ကတယောက်ဖြစ်ပါတယ်။သူပါဝင်ကစားမယ်ဆိုရင်ပရိသတ်အားလုံးရဲ့အာရုံစိုက်မှုကိုရရှိမှာသိကြပါတယ်။နံပါတ်5မှာတော့ Vinicius Junior ပါ။ဘရာဇီးကျယ်ပွင့် Vinicius ကတယောက်ချင်းကျော်ဖြတ်နိုင်စွမ်းအလွန်ကောင်းမွန်သူဖြစ်ပါတယ်။သူရဲ့ဖန်တီးမှုနဲ့မျက်နှာကဘရာဇီးအသင်းအတွက်အရေးကြီးတဲ့လက်နက်တစ်ခုဖြစ်ပါတယ်။နံပါတ်4အာလင်ဟာလန်ဟာလက်ရှိကမ္ဘာအကြောင်းအရာဆုံးတိုက်စစ်မှုတွေထက်ကတယောက်ဖြစ်ပါတယ်။ဘူအရှိမအခွင့်အရေးတစ်ခုပဲရရင်တော့ဘူအပြေပြောင်းလဲနိုင်စွမ်းရှိပါတယ်။နံပါတ်3ဂျူဘယ်လင်ဂန်လူငယ်ဖြစ်ပေမဲ့ဘယ်လင်ဂန်ဟာကမ္ဘာအဆင့်ကွင်းလဲကစားသမားတယောက်ဖြစ်နေပါပြီ။အသင်းကိုဦးဆောင်နိုင်စွမ်းနဲ့အရေးကြီးပွဲတွေမှာခြေစွမ်းပြနိုင်စွမ်းရှိပါတယ်။နံပါတ်2လာမီယာမန်ဟာကမ္ဘာဘောလုံးလောကရဲ့အတန်းကဆူစတာတမန်ခံထားရတဲ့လူငယ်ကစားသမားတယောက်ဖြစ်ပါတယ်။တန်ငယ်သည်ပေမဲ့ကမ္ဘာအဆင့်စွမ်းဆောင်ရည်တွေကိုပြသနေပြီးသားဖြစ်ပါတယ်။နောက်ဆုံးနံပါတ်1မှာတော့ကီလီယန်အမ်ဘာပီပါ2026ကမ္ဘာဖလားရဲ့အကြီးမားဆုံးစူပါစတာလို့ပြောရင်မမှားပါဘူး။သူရဲ့မျက်နှာမှုကိုတွင်နိုင်စွမ်းနဲ့ပွဲအစွန်းအဖြစ်လုံးနိုင်စွမ်းတွေကပြိုင်ဘက်အသင်းနိုင်ကိုကြောက်ရွံ့စေပါတယ်။ပြင်သစ်အသင်းကိုချန်ပီယံဖြစ်အောင်ဦးဆောင်နိုင်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီ10ယောက်ထဲမှာဘယ်ကစားသမားက2026ကမ္ဘာဖလားရဲ့အကောင်းဆုံးကစားသမားဖြစ်လာမယ်လို့ထင်လဲ။ comment ထဲမှာပရိသတ်ရဲ့အမြင်ကိုရေးပေးခဲ့ပါဦး။ဒီဗီဒီယိုကိုသဘောကျရင် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့။ပြီးဆိုမဲ့ဗီဒီယိုအသစ်မှာပြန်တွေ့ကြပါမယ်။